အားလုံးပဲမင်္ဂလာပါကျွန်တော်အကြိုက်တုံးပွဲမြေတန်းတင်ပေးနေကြဖြစ်တဲ့ MCFC Insider 3.0 YouTube Channel ကနေညီကိုတွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်အားလုံးပဲမင်္ဂလာပါမနေ့ကတော့ကျွန်တော်ဒီ channel မှာပြီးခဲ့တဲ့တုံးပွဲလုံးအစီအပြေကြမယ်လို့ထင်ပါတယ်မနေ့ကဆိုလို့ရှိရင်တော့ဒီ channel မှာတုံးပွဲပြီးခဲ့တဲ့တုံးပွဲလုံးရခဲ့ကြရပါတော့အဲ့ဒါပြင်မနေ့ကလည်းကျွန်တော် Telegram channel မှာလက်ဆောင်ပွဲတင်ပေးခဲ့ပေါ့နော်အဲ့ပွဲလည်းအဆင်ပြေခဲ့တယ်ပြီးရင်ကျွန်တော်မနေ့က member ဓမားတွေလည်းတုံးပွဲလုံးအော်ဝင်ခဲ့တယ်ပေါ့နော်မနေ့က member ဓမားတွေဆိုကျွန်တော်ဒီရန်ပွိုင်း9ပေါ်ရဲ့ပြီးလို့ရှိရင်တော့ကျွန်တော်ဒီညနေပွဲတွေကဖြည့်နူးပေါ်တွေရဲ့နောက်တစ်ပွဲကတော့ကျွန်တော်ဒီဘယ်လိုပြောမလဲမနေ့ကဝူဘက်ကိုပတ်ကန်ထားတဲ့အတင်းပေါ့နော် consistent ဆိုတဲ့အတင်းတုံးပွဲပေးခဲ့တယ်ပေါ့နော်အဲ့တုံးပွဲလုံးလည်းအဆင်ပြေခဲ့ကြတယ်မြန်မာဓမားတွေကတော့ကျွန်တော်စပြီးတော့လောက်တဲ့2ရက်အတွင်းမှာ2ရက်လုံးဒီပါအော်ဝင်ကပေါ့နော်ပထမရက်ကတော့တုံးပွဲမှာတပွဲကြခဲ့တယ်ဒုတိယရက်မှာတော့အော်ဝင်ဖြစ်ခဲ့တယ်ပေါ့နော်ဒါကြောင့်ဒီပွဲမပောင်ဝင်ခြင်းတဲ့ညီကိုကျွန်တော်ဒီ Telegram channel မှာလောက်ဆက်တယ်မြင်မြန်လို့ရပါတယ်ကဲဒီနေ့မှလည်းကျွန်တော်ဒီတုံးပွဲရွေးချယ်ထားပါတယ်ပေါ့နော်ကျွန်တော်ရဲ့တုံးပွဲမတွားခင်ပတ်မကြည့်ရင်ကျွန်တော်ဒီ YouTube channel လေးကိုလည်း subscribe လုပ်ပေးခဲ့ဖို့ကျွန်တော် support လုပ်လို့မျှော်လင့်ပါတယ်ကျွန်တော် Telegram channel မှာလည်းပွဲလက်ဆောင်တင်ပေးနေပါတယ်ပေါ့နော်မနေ့ကလည်းလက်ဆောင်တင်ပေးခဲ့တဲ့ပွဲအစောပွဲအဆင်ပြေခဲ့ရပေါ့နော်ဒါကြောင့်ကျွန်တော် Telegram channel ကိုလည်းဝင်ရောက်joinခဲ့ကြအောင်မျှော်လင့်ပါတယ်ကဲဒီတော့လာအောင်ပေါ့နော်ဒီနေ့ပထမပွဲအနေနဲ့ကတော့ကျွန်တော်ဒီဒီညနေပေါ့နော်အစောပွဲကံမဲ့4:45မိနစ်မှာကံမဲ့ပွဲလေးကိုကျွန်တော်ရွေးချယ်ထားပါတယ်အဲ့ဒီပွဲကတော့ကျွန်တော်ဒီအစောပွဲပေါ့နော်နယ်သာလန်ပရိုလီပွဲတွေကရော်တာတန်နဲ့ဖီအန်နူပွဲလေးကိုရွေးချယ်ထားပါတယ်ဒီပွဲမှာလက်ရှိပေးထားတဲ့ဂျီတန်အနေထားရဆိုရင်တော့ဖီအန်နူက1+40ဆိုတဲ့အနေထားပေးထားတယ်ကိုပေါင်းကြီး3လုံးမိုင်းနဲ့10ဆိုတဲ့အနေထားပေးထားတယ်ဖီအန်နူတို့အနေနဲ့ဂျီတန်အနေထားရတော်တော်လေးပြော့ရလို့ပြောလို့ရတယ်ဗျာဘာကြောင့်လဲဆိုတော့လက်ရှိဒီနဲ့တင်းရဲ့ head to head တွေမှာဆိုလို့ရှိရင်ဖီအန်နူတို့ကဗျာပြက်တာတိုင်းတာထားတယ်ဗျာဒီရိုတာတန်တို့နိုင်ထားတာဆိုတော့တပွဲပဲရှိတယ်အဲ့လိုမျိုးနှစ်ပွဲပဲရှိရပေါ့နော်အဲ့လိုမျိုးကွာချနေတဲ့တင်းတင်းကိုအဖွင့်ပွဲမှာဗျာတလုံးတွင်းတာနဲ့40စားဆိုတဲ့ဂျီတန်မျိုးကြီးကဖီအန်နူဘက်ကရင်းပြော့နေတဲ့ဂျီတန်မျိုးကြီးလို့ကျွန်တော်ကထင်တယ်ပေါ့နော်ဒါပြင်အဖွင့်ပွဲကြီးလည်းဖြစ်နေရဗျာအဖွင့်ပွဲကြီးလည်းကံမဲ့ဒီနေ့ညနေအစောပွဲကြီးလည်းဖြစ်တယ်ပေါ့နော်တပွဲလည်းဒီလူတွေအဓိကတတိထားမိတဲ့ပွဲတွေကတပွဲကြီးလည်းထုတ်ကန်တဲ့ပွဲလည်းဖြစ်တယ်အဲ့လိုပွဲမျိုးမှာဗျာ1+40ဆိုတဲ့ခြေတံမျိုးကြီးကကျွန်တော်အတိတ်မကြိုက်ဘူးဗျာဒီခြေတံမျိုးကဗျာရော်တာတာဘက်ကမျောလင့်စရာရှိတာဆိုလို့တေးတစ်ပေါက်ပဲရှိတယ်ဗျာနိုင်မှုဆိုတာမလွယ်ဘူးဗျာဒီဖီယန်နူအတင်းကိုနိုင်မှုဆိုတာအရင်မလွယ်ဘူးဗျာဘာကြောင့်လဲဆိုတော့လက်ရှိနယ်သာလန်ပရိုလီမှာနယ်သာလန်လီမှာဆိုလို့ရှိရင်ဒီဖီယန်နူတို့ဒီအေဂျက်တို့ဒီ PSPR ဘယ်လိုဆိုတော့တော်တော်လေးကောင်းတယ်ဗျာမနစ်ကရာတွေကလည်းဗျာဒီဖီယန်နူကသူ့ရဲ့လီမှာဆိုလို့ရှိရင်မနေ့ကရာဒီမှာဆိုလို့ရှိရင်တော့ဒီဖီအန်နူကဒီနယ်သာလန်လိမှာဆိုလို့ရှိရင်အစ်စ်နှစ်နဲ့ရာဒီတင်းငယ်ထဲမှာပါတယ်ဒါပေမဲ့မနေ့ကတွေ့ဆုံထားတဲ့ head to head နှစ်ချိန်မှာဆိုလို့ရှိရင်တော့ဒီဖီအန်နူတို့ဒီရိုတာတန်တို့ရဲ့အင်ကွန်မှာတော့ကိုပြတ်နိုင်ခဲ့ပြီမဲ့သူရဲ့အင်ကွန်မှာတော့3-4နဲ့ရှုံးထားတဲ့အနေအထားမျိုးတော့ရှိတယ်ဒီရိုတာတန်တို့ကတော့မနေ့ကရာဒီကလည်းအရင်ကြီးတော့ချီနေမကောင်းဘူးဗျာမနေ့ကရာဒီကလည်းသူရဲ့အဆင့်ဒီဘက်တရားရက်တည်ခဲ့တဲ့အနေအထားကလည်းသူတို့အနေနဲ့အဆင့်30လောက်မှာပဲရက်တည်ခဲ့တယ်ပေါ့နော်အဲ့လိုအနေအထားမျိုးမှာအခုလက်ရှိဖီအန်နူရဲ့ခြေတံမျိုးကြီးကတော့တော်တော်လေးကိုဖီအန်နူဘက်ကရင်းပြော့နေတဲ့ခြေတံမျိုးလို့ကျွန်တော်ထင်တယ်ဒါပြင်ဖီအန်နူတို့ခုနေ့ရဒီဓမ္မပြောင်းရွှေ့တွေအများကြီးလောက်ထားတယ်ပေါ့နော်အဓိကကတော့သူတို့ရဲ့မနစ်ကရဒီကွင်းလယ်မှာမောင်းနေခဲ့တယ်ပေါ့နော်ကိုရီးယားကဓမ္မဒီပုံမှန်ဆိုတဲ့ကစားသမားတို့ပေါ်တို့ပြောင်းသွားပြီနောက်တစ်ယောက်ကတော့တိုက်စစ်ကလက်ဝဲမတက်နေရမှာဆော့နေတဲ့လီယိုဆာယိုဆိုတဲ့ကစားသမားစတုဂတ်ကိုပြောင်းသွားပြီပေါ့နော်ဒီကစားသမားနှစ်ယောက်တော့ခုလက်ရှိမှာမရှိတော့ဘူးဒါပေမဲ့ကိုပြန်လဲခေါ်ယူအားဖြစ်တဲ့ကစားသမားတွေတော့ရှိတယ်ပေါ့နော်အဓိကတော့ဟာတာပါလေရဲ့မိနစ်ကရာဒီတရားတွေလုံးကိုပေါက်တနေရမှာအကောင်းဆုံးလက်ဆန်းပြခဲ့တဲ့ကိုဒမခေါ်ယူထားတယ်နောက်တစ်ယောက်ကတော့ဒီဘယ်ဂျန်ကလပ်ပေါ့နော်စတာလိုဆိုတဲ့အတင်းကဖယ်ရီဆိုတဲ့ကစားသမားစပိန်တိုက်စစ်ကစားသမားဗျာမနေ့ကအဲ့ကစားသမားဒီဘယ်ဂျီယန်ပရိုလီမှာ16ဂိုးလောက်တွေ့ထားတဲ့တိုက်စစ်ကစားသမားတွေတော့ခေါ်ယူအားဖြစ်တာတော့ရှိတယ်ဒါပေမဲ့ကျွန်တော်တို့ဒီပွဲမှာဘယ်ခေါ်သားသမားတွေမကြည့်တော့ဘူးကျွန်တော်ခြေတန်းမကြည့်တော့မယ်ဒီပွဲမှာအစောကြီးလဲထုတ်ကန်ထားတဲ့ပွဲတစ်ပွဲရဖီအန်နူတို့အနေနဲ့ဗျာဒီသူတို့အနေနဲ့ပြက်တာတာထားတဲ့အထင်သတင်းကိုဗျာတစ်ဖက်ကတင်ကိုနေမယ်ဆိုရော်တာတာဘက်ကနေမယ်ဆိုလို့ရှိရင်တေတစ်ပေါက်ပဲမျှော်လို့ရမယ်တေတစ်ပေါက်ရမှာကိုကနိုင်မယ်ဆိုတဲ့ခြေတန်းမျိုးကြီးပေးထားတယ်ဖီအန်နူဘက်ကတာတယ်ဗျာနိုင်တဲ့တီဆိုတာလူတိုင်းခံမှန်းလို့ရတယ်အဲ့ဒီအနေထားမျိုးမှာကျွန်တော်1+40ဆိုတဲ့ခြေတံမျိုးကြီးရတယ်ကျွန်တော်တော့မကြိုက်ဘူးကျွန်တော်တို့ဒီပွဲမှာ risk UB အောက်သင်း rotator body လေးကိုပဲကြိုက်တယ် rotator တို့ဒီခြေတံမျိုးနဲ့ရှုံးတော့လေတလုံးတည်းမပို့ဘူးလို့ကျွန်တော်မြင်တယ်တလုံးနဲ့ရှုံးသွားရင်တော့ပြား40တော့ရင်းနေတယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်တို့ rotator ဒီဘိုဂနီတွက်ဆထားတဲ့ခြေတံရာကိုပဲကျွန်တော်တို့ဒီဖီအန်နူတို့မလွယ်လောက်လို့ဒီခြေတံမျိုးပေးတယ်လို့ပဲကျွန်တော်မြင်တယ်ဒါကြောင့်ဒီပွဲမှာတော့ကျွန်တော်တို့ Asian rotator body လေးကိုပဲကြိုက်ပါတယ်အကြိုက်တူမှာကစားပါဒီပွဲက risk များပါတယ်ကျွန်တော် risk များကလည်းကြိုက်ပါတယ်ကျွန်တော်ဒီပွဲမှာ rotator body လေးကိုပဲကြိုက်ပါတယ်ပေးထားတဲ့ခြေတန်းရပါတော့အမှန်တကယ်ဆိုလို့ရှိရင်တော့ဒီတက်တော့ချိုးကြီးအများကြီးပို့ပေးတယ်နေဗျာဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီတက်ကြီးပြော့တယ်နေဗျာကျွန်တော်ဘယ်လိုဆို1+20 1+10 20ဝန်းကျင်လောက်ပေးရင်တော့လက်ခံလို့ရတယ်အခုကတလုံးတွင်းနဲ့40-50လောက်စားရမယ်ဆိုတဲ့ခြေတန်းမျိုးရတော့မကြိုက်ဘူးဗျာကျွန်တော်ဒီဘက်မှာ Rotterdam body ပဲခြိုက်ပါတယ်ကဲဒုတိယပွဲသွားလိုက်အောင်ပေါ့နော်ဒုတိယပွဲအနေနဲ့ကတော့ကျွန်တော်ဒုတိယပွဲအနေနဲ့ကတော့ကျွန်တော်ဒီဂျာမန်လီ2တဲ့ရပါတော့ဂျာမန်ဘိုလလီဂါ2တဲ့ကပဲကျွန်တော်နူးယင်းဘတ်နဲ့နူးယင်းဘတ်ပွဲလေးကိုရွေးချယ်ထားတယ်ပေါ့နော်ဒီပွဲမှာဆိုလို့ရှိရင်တော့
ပေးထားတဲ့ချစ်ဖွင့်မှုကြည်တန်းနေထားရဆိုလို့ရှိရင်တော့အင်ရှင်နူးရင်ဘတ်တို့ကနေပြီးတော့ level 50 ရှုံးပေးထားတယ်ဝေးကွင်း Dynamo Dragon ပေါ့နော်ဒီတင်းကို level 50 ရှုံးပေးထားတယ်ကိုပေါင်းကြီး3လုံးပလက်50ဆိုတဲ့အနေထားပေးထားတယ်ဒီနေ့ပေးထားတဲ့ဟိုဒီ German League 2ပွဲစဉ်တုံးပွဲတက်မှာဒီပွဲကကိုပေါင်းကြီးရပျော်ဆုံးပဲဗျာ3လုံးပလက်50ပေးထားတယ်ကျန်တဲ့ပွဲတွေက3လုံးပလက်30ဒီဟန်နိုဗာပွဲဆိုလို့ရှိရင် 3D ပေးထားတယ်ဒီဂလူတာဖက်က3လုံးပလက်20ပေးထားတယ်အဲ့လိုမျိုးကျွန်တော်သတိထားမိတယ်နောက်ဆုံးဒီ German League 2တွေရဲ့ထုံးစံအရာကျွန်တော်နောက်ပိုင်းနှစ်တွေမှာမိနစ်ကရာဒီ100ဒီလုံးဒီမှာကျွန်တော်သတိထားမိတဲ့ချက်ကဒီလို3ပွဲ4ပွဲထုတ်ကန်တဲ့ခါမျိုးမှာကိုပေါင်းကြီး3လုံးပလက်90 60 80ပေးထားတဲ့ချီအတင်းတွေကကိုယ်ရင်ဆုံးပေါ်တယ်လေရှိတယ်ပေါ့နော်ဒီဘက်မှာလည်းကျွန်တော်တော့မိနစ်က flow ရအောင်ပဲကျွန်တော်ရင်ဆုံးတွေးလိုက်တယ်ဗျာဒီတင်းနဲ့တင်းကမနစ်ကလည်းတွေးဆုံးမနစ်ကလည်းဒီဂျာမန်ပိုတလီက2မှာပဲကျင်လည်နေတဲ့အထင်းတွေဗျာမနစ်ကရဒီနဲ့တင်းရဲ့ hardware တွေမှာဆိုလို့ရှိရင်တော့ဒီ Dynamo Dragon အင်ကွန်မှာတော့1-2နဲ့ version နဲ့ပြီးခဲ့ပြီမယ် New Year ရဲ့အင်ကွန်မှာ C2 ဆိုတဲ့ version နဲ့ Dynamo Dragon တို့ကDresden တို့ကပြန်ပြီးတော့နိုင်ခဲ့တဲ့အနေထားရှိတယ်ဒီနေ့ပေးထားတဲ့ခြေတန်းအနေထားရဗျာဘယ်တင်းနဲ့ခြေတန်းရတော့တုံနေလို့ဆိုတော့အဖွင့်ပွဲစဉ်ကန်တယ်ပေါ့နော်ဒီဘိုချန်ပွဲနဲ့ခြေတန်းချက်တော့တူတယ်ဘိုချန်တို့အဖွင့်ပွဲမှာဆိုလို့ရှိရင်ဟာတာပါလင်ကို level 30 40ဝန်းကျင်ပေးခဲ့တယ်ကိုပေါင်းကြီး3လုံးပလက်50 60ပေးခဲ့တယ်ဒါပေမဲ့အဲ့ပွဲတော့ကတော့အဖွင့်ပွဲတစ်ပွဲတည်းဖြစ်တော့ထိတ်သွားတယ်ကျွန်တော်ဒီပွဲမှာတော့ခြေတန်းချက်ရတူတယ်ဆိုရင်ကျွန်တော်ဒီပွဲမှာတော့ body ကိုရှောင်နေတယ် body ကိုရှောင်နေတယ်ဆိုတော့အဓိကဟိုလက်ရှိဒီအတင်းတွေရဲ့ခြေစွမ်းကကောင်းကောင်းမတိသေးဘူးဗျာမတိသေးဘူးဆိုတာပေးထားတဲ့တော်မနီကလည်းပြောပါတယ်ဒီဖွင့်လှစ်မှုခြေတန်းမျိုးဘယ်လိုမျိုးတဲ့ဒီပါလောက်ပေါက်နေတဲ့ခြေတန်းတွေအဲ့လိုမျိုးခြေတန်းတွေကဟို body ရွေးရတာ run ရမ်းပဲ risk များရဗျာဒီပွဲမှာအမှန်တကယ်ဆိုလို့ရှိရင်တော့ body ခြေတန်းရ new year bat ကရမ်းရင်းပြော့နေတဲ့ခြေတန်းမျိုးကြီးပေးထားတယ်လို့ကျွန်တော်ထင်တယ်အမှန်တကယ်ဆိုတော့ new year bat body တော့မကြိုက်ဘူးဒါပေမဲ့ဟို outing ကိုတွေကိုဆိုတော့လည်းရမ်း risk များရဗျာဘာကြောင့်လဲဆိုတော့တဲ့ဆိုတော့တလုံးနဲ့လည်းကတ်နိုင်သွားနိုင်တဲ့အနေအထားမျိုးတွေအများကြီးမြင်ရတယ်ဒါကြောင့်ဒီပွဲမှာတော့ကျွန်တော်တို့ဘော်ရီကိုရှောင်းပြီးကိုပေါင်းကိုပဲရွေးချယ်ပေးချင်တယ်ကျွန်တော်ဒီကိုပေါင်းကြီးကတော့ဒီနေ့ပေးထားတဲ့တုံးပွဲမှာဒီဘွဲတစ်ပွဲတဲ့ကိုပေါင်းကြီး3လုံးပလက်50 60ပေးနေတဲ့ခြေတန်းဖြစ်လို့မနစ်ကရာဒီရဲ့ flow ရဒီဘွဲကိုပေါင်းမယ်လို့ကျွန်တော်ထင်တယ်အနည်းဆုံး3ခုရောက်လိမ့်မယ်ဒီဘွဲကိုကျွန်တော်ကိုပေါင်းအပေါ်ကိုပဲကြိုက်ပါတယ်လူရဘက်ကိုပေါ့နော်ကဲနောက်ဆုံးပွဲသွားလိုက်အောင်ပေါ့နော်နောက်ဆုံးပွဲကတော့ကျွန်တော်ဒီညနေပွဲတွေက17နာရီပွဲတွေကပေါ်တိုဂီပရီးမီးယားလိပွဲတဲ့ပွဲဖြစ်တဲ့ပေါ်တိုပွဲလေးကိုရွေးချယ်ထားပါတယ်ဒီပွဲမှာဆိုလို့ရှိရင်တော့ပေါ်တိုပေါ့နော်ပေါ်တိုနဲ့ဝေးကွင်းတင်းဖြစ်တဲ့Eva ကာပေါ့နော် Eva ကာပွဲကိုရွေးချယ်ထားပါတယ်ဒီပွဲမှာလက်ရှိပေးထားတဲ့ခြေတန်းအနေထားရပေါ်တိုတို့ကနေပြီးတော့2 plus 20ပေးထားတယ်ကိုပေါင်းကြီး 3D ဆိုတဲ့အနေထားပေးထားတယ်ပေါ်တိုတို့ကတော့မနစ်ကရာဒီကတော့ဒီအတိုင်းမှာအဆင့်တုံးနဲ့ရခဲ့တော့ခုနေ့ရာဒီဘာဥရောပဖလာမှာကန်တရားမရှိတော့ဘူးသူတို့ရပေါ်တူဂီလီကိုပဲ main target ထားပြီးတော့ပြန်ကန်မဲ့နှစ်လို့ပြောလို့ရတယ်တစ်ဖက်ကEva ကာကလည်းဟိုမနစ်ကရာဒီကတော့ပေါ်တိုရဲ့အင်ကွန်မှာဒုက္ခပေးနိုင်ခဲ့တဲ့ထမှာတော့ပါတယ်ပေါ့နော်ပေါ်တိုကိုတို့မနစ်ကသူ့ရဲ့အင်ကွန်မှာ1 thing နဲ့ပဲကတ်နိုင်ခဲ့တယ်ဗျာဒါတော့မှတူတင်ကိုတင်ပုံစံမျိုးပြန်ကန်နိုင်ခဲ့တဲ့အနေအထားမျိုးတွေရှိတယ်ပေါ်တိုတို့ခုနေ့ရာဒီခေါ်ရအဖြစ်မှုတချို့ကြီးမားမားကြီးလောက်ထားတယ်ဗျာအဓိကတော့တိုက်စစ်မှာဆိုလို့ရှိရင်တော့ဒီကွင်းလက်မှာဆိုလို့ရှိရင်တော့ခုနကျွန်တော်ပြောတဲ့ PNU အတင်းကကစားကွင်းလက်ကစားသမား Incan Huan ဆိုတဲ့ကစားသမားကိုခေါ်ယူထားတယ်တိုက်စစ်မှာဆိုလို့ရှိရင်လည်းချီကနေပြီးတော့ Andrew Silva တို့လိုအတွေ့အကြုံရင်းတဲ့ကစားသမားတွေခေါ်ယူထားတယ်ဒေါ်လေးကောင်းတယ်လို့ပြောလို့ရမယ်ကွင်းလက်မှာဆိုလို့ရှိရင်လည်း Sesco Fofana တို့ဘာလို့ခေါ်ယူထားတယ်အတင်းကထွက်သွားတဲ့ကစားသမားတွေကတော့ဟိုဒီတီယာကိုစီးပါပေါ့နော်တီယာကိုစီးပါတို့လောက်ပဲရှိတယ်ဗျာကျန်တဲ့ကစားသမားတွေကအားလုံးကဟိုအတင်းမှာရှိနေတော့မယ်ပေါ့နော်ဒါကြောင့်ဒီဘက်မှာတော့ကျွန်တော်ကတော့ဒီဟိုလက်ရှိတိုက်စစ်စုဖွဲ့ရခုနေ့ကဒီ main target ထားမဲ့ပေါ်တူဂီတစ်ခုပဲရှိတော့မယ်ပေါ့နော်မနေ့ကပွဲစဉ်မှာလဲ sporting ကတီးကြထားတာဆိုတော့ပေါ်တူတို့ခုနေ့ကဒီလုံးဝ main target ထားပြီးတော့ဒီဖလောက်ကိုအားဆိုင်ပြီးကန်နိုင်တဲ့အခြေအနေရှိရလို့ကျွန်တော်ထင်တယ်တိုက်စစ်မှာဆိုလို့ရှိရင်လည်းပြာကူလက်ရှိမှာဆိုလို့ရှိရင်တော့ Andrew Silva တို့လို player အပြင်နောက်ပြင် PP တို့လို player မျိုးတွေရှိတယ်ကိုလက်မှာဆိုလို့ရှိရင်လည်းခုနလိုကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲဟိုခေါ်ရအဖြစ်မှုတချို့ကြီးမားမားတွေလောက်ထားတဲ့အနေအထားမျိုးမှာဆိုလို့ရှိရင်တော့ကျွန်တော်ဒီနေ့အဖွင့်ပွဲမှာအိမ်ကွင်းမှာပြက်တာလောက်တာလိမ့်မယ်လို့ကျွန်တော်ထင်တယ်မနေ့ကပွဲစဉ်ကလည်း sporting တို့အမှတ်ရောက်ထားတာဆိုတော့ဒီဘောကသူတို့နိုင်ခဲ့မှာဆိုရင်ဇယားထိတ်ကိုဥဆောင်နိုင်မယ်အခွင့်အရေးမျိုးရှိတယ်ဒါအပြင်သူတို့ကဒီခုနေ့ကဒီပေါ်တူဂီတစ်ခုပဲကန်ရမှာဆိုတော့တော့အားဆိုင်ပြီးဒီဘလောက်ဒီစောစီးပေါ့နော်အရင်တစ်နှစ်ကျော်ကပေါ်တိုတို့ဒီသူတို့ရဲ့ပေါ်တူဂီဖလောက်ရခဲ့သလိုပဲပြက်တာဟိုအမှတ်ယာဒီမတင်းငင်အမှတ်ပြက်တာဖြစ်နေသလိုမျိုးပေါ့နော်ခုနေ့ယာဒီမှာလည်းအဲ့လိုမျိုးလောက်သွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်သူတို့အတင်းကြီးတွေမနေ့က sporting တို့အမှတ်ရောက်နေတဲ့အချိန်မှာဒီနေ့မှာအမှတ်ပြည့်ယူသွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်နှလုံးနဲ့ပဲထိန်သွားရင်တော့ကံပေါ့ဗျာကျွန်တော်တို့ဒီကြတာတခုကတော့ပေါ်တိုတို့ဒီနေ့မှာမမအောင်ဗျာအနိုင်ဆိုတာလုံးဝတေးကြတယ်ဟိုတလုံးနဲ့တော့မထိန်တော့ပေါ့ဗျာကျွန်တော်နှလုံးလောက်တော့အနည်းဆုံးရောက်မယ်လို့ကျွန်တော်ထင်တယ်နှလုံးနဲ့ရောက်ဖို့တေးကြတော့ရှိနေတာဖြစ်တဲ့အတွက်ကျွန်တော်ဒီဘက်ကိုတော့ကျွန်တော်ပေါ်တိုဘော်ဒီလေးကိုပဲကျွန်တော်ကြိုက်ပါတယ်ဟိုပေါ်တူဂီကလပ်တွေကဒီအတင်းငယ်တွေကလည်းမိုင်းထဲမှာတော့ပါပါတယ်ဒါပေမဲ့ကျွန်တော်ဒီခုနေ့ကဒီပေါ်တိုတို့ရဲ့အားဆိုင်လာမဲ့အချက်ကြောင့်ကျွန်တော်ဒီဘွဲမှာတော့အဖွင့်ပွဲစဉ်ကြတဲ့ကျွန်တော်ပေါ်တိုဘော်ဒီကိုပဲကြိုက်ပါတယ်
ကောကျွန်တော်ဒီနေ့မှာတုံးပွဲရွေးချယ်ထားရပေါ့နော်အဲ့တုံးပွဲမှာပထမဆုံးပွဲအနေနဲ့ကတော့ကျွန်တော်အစောပွဲဖြစ်တဲ့ rotator နဲ့ PNU မှာဆိုရင်တော့ကျွန်တော် rotator body လေးကိုကျွန်တော်ကြိုက်ပါတယ်ဒုတိယပွဲဖြစ်တဲ့ PNU နဲ့ Dynamo Dresden ဆိုတဲ့ပွဲမှာတော့ကျွန်တော်ကိုပေါင်းအပေါ်ကိုကြိုက်ပြီးဒီနောက်ဆုံးပွဲအနေနဲ့ကတော့ကျွန်တော်ဒီ Porto နဲ့အေပါကာရဲ့ပွဲမှာတော့ကျွန်တော် Porto body ကိုကြိုက်ပါတယ်ဒီတုံးပွဲတွေကကျွန်တော်ရဲ့ကြိုက်ဆုံးပွဲဆိုလို့ရှိရင်တော့ကျွန်တော် New Year ဘက်ကိုပေါင်းအပေါ်လေးကိုကြိုက်ပါတယ်ညီကိုတွေအားလုံးပဲအဆင်ပြေကြပါသေးဗျကျွန်တော် Telegram channel ကိုလည်းဝင်ရောက် join ခဲ့လို့ရပါတယ်ကျွန်တော်ပွဲတွေလည်းစောင့်တင်ပေးနေပါတယ်အားလုံးပဲအဆင်ပြေကြပါသေး